你那可以啊，啊得的，你那眼睛可以偏蓝么啦？眼睛就那可以嘛？眼睛可以偏蓝，哎，你眼睛可以偏蓝，比如你那偏长了点，对吧？那是啊。你那面你蓝点，你那里 OK 接住点。哦，那你那偏蓝么？我不爱多点。眼睛可以偏蓝。OK。你那本来你蛮你钱看了没得？就那三年嘛，他看嘛嘞。三年嘛，他看呢。他看是啊。哦，三年嘛，他看呢。哦，比如独立真希望嘛不？独立真希望的是。独立真本来你蛮你钱看了你嘞。独立真呀，就那哎，16年嘛是。16年。OK。把奖看偏大了你嘞。哎个录取的标了。哎呀，录取的标了。哦，你啊，你那对什么标？那个看嘛偏没，阿鲁没了。哦。哎，你钱那看来了，你嘞土差啦，土差木里的西了你嘞。土差木没西吧不是？是咯，那看那比多了你嘞呀？那看那比吧？啊，但是你嘞东卡不？你钱看？对啊，东卡看嘛嘞。东卡。都大家的考卡了，别东啊了你嘞。大家的考卡了。你家表现不漏呀了你嘞。大家的考卡了，哎嘛不，那趟对不是啊？那趟对嘛？好，哦没不，你家的对地家的。好的，那趟现在是哪里了呀？那趟对家的嘛是啊？那趟偏没得。那趟对家的嘛呗。OK，Thank you 你嘞。哎，起码都在东卡庙。啊，东卡庙是啊。哎，你起码叫你嘞录取标了没得？啊嘛，讲讲到嘞，我不别啥人嘛，就那标了然后跑，这个就那赛的时候，啊嘛，偏讲到对口要我变哟。偏讲对个，偏讲对个你嘞哟。偏讲对呢，就偏看到我。哎，东京庙比罗，啊，你嘞别弄啊，也啥都得了，你那间庙比罗嘛啦，东京庙，其他的嘛啦，别比多嘛啦，那老包你嘞。就那话，哎，这庙比嘛。哦，这间庙的呢，哦，第3年16年加的嘛。OK 是啊。那差不多，也啦，比呀啦。比呀，啥到的就那。哦，比呀，你嘞我这看标的比呀，多卡的路，你嘞标的啦。好的。你嘞卡的还有不路到了你嘞？哦，人家卡了就那，大家太到吧嘞。哎，第3年16年加的嘛，啥到了比呀，大家太不了。OK 是啊。哎呀，你说你嘞，东京庙的钱嘛多，现在不老偏了，你嘞到。Whisky 到了吧？Whisky 啊，东京庙的 Whisky 差别。OK 是啊。哎，前段你嘞加布的，你嘞 Prison 我是乌上的，所以东京。好，就那乌上嘛的是。Prison 我是 leader 不？好，就那 leader 吧。哦 ，Prison 我是 leader，龙年1年年外嘛那不差。好，差吧的是。冇打的心里的说了，不要表达吧，你给我忙了嘛都，洗吧的，练的了不？练的了。你嘞，哎，你到你了哦，我谁也没对了你嘞。谁呀？对了不？谁呀？对嘛？安娜了不？安娜了不？哦，这都对多嘛？你嘞对了把路嘞？打偏讲所以，但那么家是嘛比亚赛所以，这路对了就那安娜了不？安娜了。这路没洗的起码就能多到的，没洗的钱嘛到的。OK 是。哎，钱嘛东卡。哎，钱东卡比哇。东卡那钱看比多。OK。哎呀，你不知道，好比，说哎呀，你不知道嘛？你嘞哎多说了撇不啦？哎，我们撇对不是啊？撇对，说了我们撇对。哎，那你嘞收到哪不？免快。啊，收到哪不是啊？把多收到哪你嘞？就那收到撇撇子，收不到。哎呀，母人家的到哪嘞？撇哪样的喏？哪样的喏？娘的都比较嘛不。这多你给我忙嘛都，撇的看啊，等收年钱嘛收年钱不嘛，讲几倍的撇嘛。
သူကတိတ်ချစ်တဲ့အခါမှာ grace ဆိုတာဂျေဇုတော်ပေါ့နော်ဂျေဇုတော်ကတင်စုံလင်ချင်းမစုံလင်ချင်းနဲ့မဆိုင်ဘဲနဲ့တင်ထိုက်တန်သည်ဖြစ်စေမထိုက်တန်သည်ဖြစ်စေသူ့ရဲ့မေတ္တာနဲ့ပေးလိုက်တာပေးတာကသူ့ကိုပျက်စီးဖို့ပေးတာမဟုတ်ဘူးမင်းမထိုက်တန်တော့ညာလဲငါပေးတယ်နော်ဆိုတာကိုနားလေသွားရင်အဲ့ဒီလူကမလုပ်တော့ဘူးဒါပေမဲ့ခရိယန်တွေကမထိုက်တန်မဲနဲ့ရတာကိုငါထိုက်တန်တယ်လို့ထင်ပြီးတော့ဆက်သွားတဲ့အခါမှာဂျေဇုကမ်းတော်သူတွေဖြစ်လာတယ်သတိထားဖို့လေးပါသတိထားဖို့ချက်လေးပါဒါနော်နော်ဆရာသင်ခန်းစာပေါ့စာအုပ်တော့ထွက်လာလိမ့်မယ်နော်နော်ဤသင်ခန်းစာတရားအဲဒီလိုထွက်လာဆိုအဲ့ရနေပဲညီလေးကဆိုတော့ဖြစ်သွား ဟုတ်ဖြစ်သွားပါတယ်ဆရာ လူငယ်တွေဒါလည်းသိချင်ပါပဲလေညီလေးဘာလို့ညီလေးကစကားလည်းသိမပြောဘူးလေစကားလည်းသိမပြောညီလေးအရန်လည်းရှက်တတ်တယ်အရန်ရှိအခုအရန်ရှက်နေပြီလားညီလေးတော်တော်လေးအဆင်ပြေလားညီလေး ကျွန်တော်ထိန်းထားပါတယ်ဆရာ လောင်းမယ်နောက်ကြောက်လောင်းမပြီးသေးဘူး तू ကတော့လုံးဝရှက်တဲ့စိတ်မရှိဘူးရှိလို့ဒါနဲ့ဆွဲတာသူ့နဲ့ပေါင်းပြီးကျွန်တော်ကဒါပဲဖြစ်လာနော်တော့ရမ်းရှက်တဲ့မူလဲတော့မှဆိုလို့ခဏထိန်ညီလေးအစိုးရဖြစ်ပြီးနောက်ပိုင်းမှာဟိုအကုန်ဆုံးသွားတယ်အကုန်ဆုံးသွားပါတယ်ဆုံးသွားတယ်အဲ့ဒီစုံသွားတဲ့အခြေအနေကနေပြန်ပြီးတော့လွတ်မြောက်သွားတဲ့အခြေအနေကိုလူငယ်တွေသိအောင်နည်းနည်းကြီးလေးခွန်အားပေးလိုက်ပါဦးနော်ဘယ်လိုရုံထွက်မလဲဆိုတာတွေအစားပေါ်ကြီးလေးနည်းနည်းခွန်အားပေးလိုက်ပါသူ့ကိုကျွန်တော်အရှေ့ကနေအဲ့လိုလေးလမ်းကြောင်းပေးရတယ်မဟုတ်ရမစတက်လို့တစ်ခါတလေပါကျေးဇူးတင်တယ်ဆိုတာပြောပါ Thank you ဆရာကျွန်တော်အကုန်ပြောပြလိုက်အောင်ပြောပြလိုက်ပါကြီးလေးပြောပြလိုက်ပါကျွန်တော်အိမ်မတမရှက်ပါတယ်အခုဒါပေမဲ့လူငယ်တွေအတွက်ကျွန်တော်ပြောပြချင်တယ်ကျွန်တော်ဟုတ်တယ်ခဏပြောသလိုပဲကျွန်တော်နေ့ချင်းတုံးခါခံတယ်ဆရာပြောသလိုပဲကျွန်တော်အခုမှသိတယ်ကျွန်တော်တို့ဘယ်လောက်ထိချစ်လဲဆိုကျွန်တော်မပြည့်မစုံမူပြီးဆူတောင်းခဲ့တဲ့အချိန်မှာတော့မှဘုရားနားရောက်နေဆိုတော့ဒါတော်တော်လွယ်တဲ့ကိစ္စမဟုတ်ဘူးဒါကကျွန်တော်အတွက်နဲ့ပြောမယ်ဆိုရင်ဒါကစစ်မှန်တဲ့ဘုရားပဲဘာကြောင့်လဲဆိုတော့လူတွေတရားမှမပြည့်စုံနိုင်ဘူးလေအခုမှသိတယ်ကျွန်တော်ဘွားကြောင့်ပြောမယ်ဆိုရင်ကျွန်တော်ဒီနှစ်ဧပြီလမှာပေါ့နော်ဘွားအပြောင်းလေးတွေအများကြီးပဲဒီထဲမှာကျွန်တော်အကြောင်းသိရလို့ရှိမယ်မသိရလို့လည်းရှိမယ်ကျွန်တော်အင်မတန်မှစိုးပါတယ်ဧပြီလမှာဆရာနဲ့တွေ့တဲ့အချိန်မှာကျွန်တော်တက်တာပြောင်းလဲသွားတယ်ဘာလို့ပြောင်းလဲသွားလဲဆိုတော့ကျွန်တော်ကအောင်မြင်ဖို့ကြိုးစားတယ်ဖျားတော့အကူတယ်ဖျားအကူတယ်နော်အောင်မြင်ဖို့ကြိုးစားဆွတောင်းတယ်ကဲအောင်မြင်တယ်ပဲဆိုကြပါစို့အမှကျွန်တော်ပူဆိုးသွားတယ်အမှကျွန်တော်အကြောင်းကျွန်တော်ပြောပြမယ်အဲ့ချိန်မှာကျွန်တော်ကရက်တွေ့ပါမကတော့ဘူးကျွန်တော်အကြောင်းဘာလို့ပြောပြရလဲဆိုတော့တော်တယ်ဖျောက်ကျေးဇူးတင်ရမှာဘာကြောင့်လဲဆိုတော့ဒီမှာရှိတဲ့လူတွေအားလုံးလည်းဖျားခင်ရှိမှအဲ့လိုပြောခံရမှာပဲကိုပြစ်တယ်လေဖျားပေါ်ပြမှာဆိုလို့ရှင်တာဘာပြောချင်တာလဲဆိုတော့ကိုမကောင်းတာလုံနေမှန်းသိအခုတည်းကရက်ဖို့ဟိုရောက်မှအကုန်ပြန်ရှက်စရာကြီးကျွန်တော်လည်းရမ်းရှက်တယ်ဟိုရောက်မှဆိုပဲမှလည်းညီလေးကောင်းကင်နိုင်ငံစီဟုတ်ကဲ့ကောင်းကင်နိုင်ငံအဓိကကျွန်တော်ကအမှအဆင်ပြေလာတော့ဗောနော်အမှမူဝီဆေးပါလောက်တက်လာတယ်ဒါတော့ကျွန်တော်ယုံကြည်သူပါစလိတ်ကွန်းရအဲ့ဒီကိစ္စဆိုတော့ကျွန်တော်လေနေ့တိုင်းလုပ်တယ်နေ့တိုင်းတဲမှမချဘူးနော်နေ့တိုင်းလုပ်တဲ့ကိစ္စမကောင်းမှန်းသိလားအရန်သိတာပေါ့ဖျားเจ้าလာမပြောနဲ့ပြန်အောင်ပြောပြလိုက်အောင်မယ်ဟောကျွန်တော်လည်းသိတယ်လေနော်ဒါအတိတရားနဲ့သွားတယ်ကျွန်တော်ပေါ့ဖျားလည်းကျွန်တော်သိတယ်ဒါပေမဲ့အဲ့လိုဆိုတော့ဖြစ်တဲ့နောက်ပိုင်းမှာစိတ်ကပြန်မချနိုင်ဘူးတခုခုလိုတယ်လောကကြီးမှာနောက်ဆုံးဘယ်လိုဖြစ်သွားလဲဆိုတော့
ဘဲဥဖြစ်သွားတယ်တုံညဘာတဘောလဲဆိုတော့ကျေးဇူးတော်ပဲကျွန်တော်အဲ့ April လဆရာနဲ့တွေ့ပြီးမှအဲ့ April လမှာတော့မှကျွန်တော်အဖေနဲ့ရန်ဖြစ်ပြီးမှဆရာပွဲသွားရတာတရက်ကွက်လုံးနဲ့ကျွန်တော်နဲ့မတည့်ဘူးကျွန်တော်မှမကောင်းတာတညလုံးရက်ကွက်ထဲအင်းရှိမှထိုင်မိုးလေးနဲ့ထိရက်ထိုင်တောက်တာစမ်းချောင်းကအဲ့ရက်ကွက်သူရက်ကွက်သားရှိရင်လည်းတိပါတယ်ကျွန်တော်ကြောင့်အဲ့ဒါနဲ့ကျွန်တော်အဖေမဲ့အဲ့ဒီချိန်မှာကျွန်တော်ဆရာရဲ့ဒေသနာပွဲသွားတဲ့အချိန်မှာလမ်းမှာလည်းကျွန်တော်အရက်မူးပြီးတော့ပါသွားတယ်လမ်းမှာတော့ထိုးအန်လိုက်သေးတယ်ဟိုမှာဟိုအဲ့ဒီလိုအချိန်မဲ့ရောက်တဲ့အချိန်မှာကြည့်အောင်အမူးမပြေသေးဘူးဒါပေမဲ့စိတ်ထဲမှာသိတယ်ဟာဒါတော့အမှန်ကန် gospel ပဲဟောစိတ်ထဲမှာသိရနော်အဲ့ဒါဘာလဲတက်လားဝိညာဉ်ဆိုတာရှိတယ်ဆိုတော့တိတ်တိတ်ချတယ်အမှဆရာပြောလိုက်တဲ့ဟာကျွန်တော်အဲ့နေ့ကကျွန်တော်မသိသေးဘူးနောက်နေ့မနေ့အဲ့ညမှာလဲကျွန်တော်ကလူငယ်ခေါင်းဆောင်လို့ထင်ရတယ်လူတယောက်ကျွန်တော်ကဒိုင်ရှိုလေးခေါ်လိုက်တယ်လူအုပ်ကများတယ် CMF အဖက်တွေလည်းပါတယ်ခေါ်ပြီးတော့အကိုကြီးလို့ဘီယာဝယ်ပေးပါလို့အဲ့ဒီဘေးကြီးကကျွန်တော်ကြည့်လက်ကြည့်သူကြည့်တာဟာဒီကောင်လေးဘာတဘောလဲပေါ့ငါဘီယာဝယ်ခိုင်းတယ်ကျွန်တော်လည်းသူ့ပြန်ကြည့်ဘီယာလေးဝယ်ခိုင်းတာများဘာတဘောလဲကွာပေါ့အဲ့နဲ့တနင်္လာလောက်ကြာတယ်ဘီယာ9ဘူးရောက်လာကျွန်တော်တညလုံးကိုတောက်ပလိုက်တယ်ရမ်းပျော်တယ်နေဆက်မှာဆိုတော့ရမ်းပျော်နောက်နေ့မနေ့ဆရာတို့က3ချိန်လောက်တယ်မနေ့နေ့လယ်ညနေအဲ့နဲ့ Bible study ထူးဆန်းတာလေကျွန်တော်ဆက်ဟာတခုမှနားမထောင်မနေနိုင်ဘူးဒါအတွင်းထဲကနော်ဘုရားမသိတဲ့လူမဟုတ်ဘူးတိတယ်အဲ့လိုနားထောင်ရင်းနဲ့မနေ့ကကျွန်တော်ဘီယာဝယ်ခိုင်းတဲ့လူကတရားဟောဆရာဖြစ်နေတော့ကျွန်တော်ကောင်းတောင်းပန်ပါတယ်သူတရားနဲ့လက်ထပ်ပြီးတောင်းပန်ပါတယ်အမှကျွန်တော်လူတွေကဘာလဲဆိုတော့ဘယ်လိုပြောမလဲဒီယေရှုကိုယုံကြည်သူပေါ့နော်ခရစ်ယာန်လို့ကျွန်တော်မပြောချင်ဘူးယုံကြည်သူအားလုံးကခရစ်တော်ပြောတဲ့ဒီနှုတ်ကပတ်တော်အတိုင်းအသက်မရှင်လောကကြီးမှာမရဘူးဘာကြောင့်လဲဆိုတော့လောကနဲ့ဒီနှုတ်ကပတ်တော်နဲ့မတူဘူးဗျအဲ့ဒါကြောင့်ကျွန်တော်ကဘာလို့ဘာကိုင်းမှမသိဘူးစေတမအယတမဆိုတော့လူတွေကအမှကျွန်တော်တင်ကန်းစာရတယ်ခွန်အားပေးရှင်တယ်ဘယ်လူမှအာမကုန်နဲ့သိလားတယောက်မှမကောင်းဘူးကိုယ့်ကိုမဟုတ်တာလုံးလက်ညှိုးထိုးမဲ့ကောင်းနေကြီးပဲတလားလူတွေကဘာလဲဆိုမကယ်တင်နိုင်ဘူးဖျားပဲကယ်တင်နိုင်တယ်အဲ့ဒါကျွန်တော်ဖြေရတယ်ကဲဖျားခွန်အားနဲ့ကျွန်တော်အဲ့ဒါကြီးပြတ်သွားတာအခုဆို8လ9လလောက်ရှိပြီမကြိုက်လို့မဟုတ်ဘူးနော်ဒါတက်တွေပဲနောက်ဘယ်တော့မှလည်းလုပ်ဖို့ကျွန်တော်စံနှမရှိတော့ဘာကြောင့်လဲဖျားအဲ့ဒါတည်းပိုကောင်းတယ်အဲ့ဒါလုပ်မယ်ဆိုရင်ကောင်းကြီးမရဘူးဆိုတော့ကျွန်တော်သိသွားတယ်ဖျားပေးသိတယ်နှုတ်ကပတ်တော်နဲ့အသက်ရှင်မှုကျွန်တော်လိုအပ်လာတယ်လူတွေအာမကုန်နဲ့တရားလူတွေအားကိုးပြီးကိုးစားလုံးဝမကြိုက်ဘူးမယုံစမ်းကြည့်ကိုဖြစ်ချင်တဲ့အမှုအရာတွေဖျားလိုက်တဲ့ထိပ်ပြီးစမ်းကြည့်ကျွန်တော်ပြောတော့မယုံနဲ့ဒီကျွန်တော်တခုပြောချင်တာယေရှုဆိုတဲ့ဖျားတော့အသက်အယမ်းရှင်တယ်ကျွန်တော်ဘယ်သူမှမယုံဘူးအခုလိုပြောင်းလဲတော့တာအခုလိုပြောင်းလဲတော့ဘာပြောလဲဒီကောင်ဆေးကြောင်ပြီးကောက်သွားပြီတဲ့တို့ကျွန်တော်စိတ်မဆိုးဘူးတို့လည်းခရစ်တော်တည်ရင်ကျွန်တော်လိုပဲနေမှာကျွန်တော်ထထောင်ပို့ပြီးတော့ဖျားကိုချစ်လိမ့်မယ်ဒီဖျားအရန်ကောင်းတဲ့အတွက်ကျွန်တော်မဖြတ်နိုင်တဲ့ဒီမူရစေအရက်ဆက်လက်ကွန်းရာကအစယေရှုခွန်နဲ့ကျွန်တော်ဖြတ်နိုင်တယ်မကြိုက်လို့မဟုတ်ဘူးနော်ကြိုက်တယ်တွေ့တာထဲမှာအပြစ်သားတွေကြီးပဲဒါပေမဲ့ယေရှုကအဲ့ချက်ပိုကောင်းတယ်ကျွန်တော်တို့အစီအစဉ်ကြီးကြီးရှိတယ်ဆိုတာကျွန်တော်တိလိုက်ရတဲ့အချိန်မှာလုံးဝမလုပ်ချင်တော့ဘူးအဲ့ဒါစမ်းကြည့်လူတွေကအားလုံးကဘာမှမတတ်နိုင်ဘူးယေရှုတပါးတည်းသာတတ်နိုင်တာအခုဘုရားနောင်ကာလအထိတတ်နိုင်တာယေရှုပဲရှိတယ်ဆိုတော့ကျွန်တော်တို့ပောက်သွားတယ်ဒါကျွန်တော်တရားဟောစရာဖြစ်သွားလို့ဘာသာရေးယူသွားလို့ပြောတာမဟုတ်ဘူးကျွန်တော်ပြောမယုံနဲ့စမ်းကြည့်ကိုယ့်ရဲ့အစီအစဉ်တွေအခုရှိလိမ့်မယ်အိုင်ဒီယာတွေလေဖျားလက်ထည့်ပြီးစမ်းကြည့်ဟုတ်မဟုတ်အသက်ရှင်လားမရှင်လားဆရာပြောသလိုပဲခရစ်ယာန်နာမည်မှတ်ပုံတင်မဖြစ်ဘဲနဲ့လေယေရှုနဲ့တကယ်တိတဲ့ယုံကြည်သူတွေဖြစ်ဖို့ကျွန်တော်ခွန်အားပေးပါရစေဖျားမလို့နိုင်တာဘာမှမရှိဘူးကျေးဇူးများတင်ပါတယ်ညီလေးခွန်အားနဲ့ညီလေးဖြတ်ခဲ့တာ2ပတ်တောင်မခံဘူးပေါ့ဟိုတုန်းကဆိုရင်မခံဘူးဆရာအခုညီလေးဘယ်လောက်ရှိသွားပြီလဲအခုဆိုကျွန်တော်6လလောက်ရှိပြီ6လလောက်ရှိပြီဟုတ်ဆရာထဲမှာဘာမှကျင်းထားတာတော့ဘာထားတာတော့ညာထားတာတော့မရှိတော့ပြောလိုက်တော့ညီလေးရှိတယ်ရင်းထားတယ်အချိန်တန်တောက်ချင်လာတယ်ဟုတ်တယ်မလားအရက်တွေတောင်ဖြတ်ခဲ့တာမူရစ်ဆိုပို့ဆိုးပေါ့ဟုတ်ပေါ့ဒါပေမဲ့လေဖျားကိုကောင်းချောင်းကိုကယ်ထားချောင်းတိထားတော့အဲ့ဒါပြန်မလုပ်ချင်တော့ဘူးမလဲနိုင်ဘူးဗာနဲ့မအာမင်ဘုရားသခင်ကိုယ့်ဘောအရန်ကောင်းတဲ့အတွက်ကြောင့်ကိုပြန်မဆိုးချင်တော့မဆိုးချင်တော့ကျွန်တော်မတန်ဘူးအဲ့စကားကြိုက်တယ်နည်းနည်းလေးလူငယ်တွေပြောပြလိုက်ပါဦးလုံးလက်ဆရှိတဲ့လူငယ်တွေရှိရင်လုံးလက်ဆရှိတော့လူငယ်တွေရှိရင်ဘုရားကိုစမ်းကြည့်ပါဘာစမ်းခိုင်းတာလဲကြီးလေ
မလေးညီလေးတချို့လူက ကဲအရက်ဖြစ်ဘာဖြစ်ပေါ့နော်ကျွန်တော်တော့ကြိုက်တယ်ကိုတော့ဒါပေမဲ့မကောင်းမှန်းတော့သိနေပြီမလို့ကျွန်တော်ဘူးဆိုပြီးတော့ဆူတောင်းကြည့်ကျွန်တော်လမ်းပြပါအဖြေပေးပါမတားလို့ရှိရင်ကျွန်တော်ဆက်ချမယ်ဆိုပြီးတော့အဖြေတောင်းကြည့်အဖြေပေးတယ်ကျွန်တော်ပေးတဲ့အဖြေကြတယ်နော်အဲ့ဒါတွေကိုလေအရန်ယွန်းနေကျွန်တော်ပြန်ကိုမလုပ်ချင်စိတ်ပြတ်ချင်လောက်အောင်ကိုဘုရားကျွန်တော်အဲ့ဒီအသီးတရားပေးလိုက်တယ်ဘုရားလုံးဝအဖြေပေးမယ်ဆိုတာကျွန်တော်အမှတ်ခံတယ် အာမင်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 နောက်ဆုံးလေးမေးချင်တာနော်ညီလေးခန္ဓာရှိတယ်နော်ညီလေး မစိုးဘူးစေ ညီလေးဒီကိုလာရှစ်လာကိုလာကြားထဲမှာညီလေးကိုပြန်ပြီးတော့ခေါ်တဲ့သူတွေအဲ့လိုချဖို့ဘာညာခေါ်တဲ့သူတွေရှိလားညီလေး ရှိပါတယ် ချစ်ဘယ်တော့နောက်ဆုံးလဲညီလေးခေါ်တာဘယ်တော့နောက်ဆုံးလဲ ခေါ်ရာကအဲ့လွန်ခဲ့တဲ့3-4လနောက်ဆုံးမောဆရာ ဟောဒီ club သွားတာ club ပြောလိုက်ညီလေးပြော ကျွန်တော်အခုတစ်ခုပြပြစီဒါဖះတတ်နိုင်ကြောင်းပါကျွန်တော်တိတ်မချသေးပါဘူးကျွန်တော်ညီငယ်တယောက်ကကိုကြီးတဲ့ကပ်သွားရအောင် night club ပေါ့ night club ဆရာကျွန်တော်လည်းစဉ်းစားတာပေါ့ငါတက်တာလည်းပြောင်းလဲနေပြီလေပြီးလို့ရှိရင်ကလပ်ကလည်းမရောက်တာကြာပြီလေဒါမှလည်းဝင်ခံတာပါတွားချင်တယ်မတွားလည်းကြာပြီလေတောက်တော့မတောက်ဘူးကွာပေါ့ကိုဆုံးဖြတ်ချက်နဲ့ကျွန်တော်ရောက်သွားဟိုရောက်တော့ကျွန်တော် surprise တောက်ပါတယ်အဲ့ဒီငယ်လေးကနည်းနည်းမူးလာတော့ထက်မထက်နဲ့မတောက်ဘူး2မိနစ်3မိနစ်ကြာတဲ့အချိန်မှာထက်လာထက်သူကမူးတွေကျွန်တော်ပို့ထက်သူ့အားပြုတ်လာလေဖြစ်တော့ကျွန်တော်တီးမခံနိုင်တော့ကျွန်တော်15မိနစ်ပဲနေမယ်လို့ပြောထားတာအဲ့နဲ့5-6ခွက်လောက်ကျွန်တော်လာထက်ဖို့ကြိုးစားနေတယ်ကျွန်တော်မတက်ထက်ပြီးမတက်ထပြီးတော့နော်ကျွန်တော်ပြောလိုက်တယ်ဒီလေးလာအောင်လို့ဘာလဲကိုဟောင်းငါဖုန်းကြီးကွာဒီကတော့ကျွန်တော်ဆိုလိုချင်တာတူလို့ပါ ငါဖုံးကြည့်กว่าလို့ပြောလိုက် ဖုန်းကြီးကွာသူကဘာပေါ့တခြားမျိုးသားဆိုတော့နားလည်အောင်လို့ ဟောနားလည်အောင်ပြောလိုက်တာငါဖုံးကြည့်กว่าအာမင်အဲ့နဲ့သူကပြောလိုက်နေလေ သူကတော့မူးတော့ကြောင်သွားတာပေါ့ပြောပြရတဲ့ကျွန်တော်ချက်ချင်းထွက်သွားပါတယ်ကျွန်တော်ဆိုလိုတာဘာလဲဆိုတော့ခရစ်တော်ကောင်းမှန်းသိသွားတော့ကျွန်တော်မလုပ်ချင်တော့ကျွန်တော်အဲ့ချိန်ဘယ်သူမှမရှိဘူးလေညကျွန်တော်ချလိုက်လို့ရတာပေါ့ဒါပေမဲ့လေဘုရားသိတယ်ကျွန်တော်တို့ဖန်နေကိုရမှာလှုပ်ချင်တယ်လို့လှုပ်နေတာဘယ်သူမှမသိပါဘူးဆိုဘုရားသိတယ်ဘာမှညာလို့မရဘူးဘယ်သူမှမကောင်းဘူးကျွန်တော်လည်းမကောင်းဘူးကျမ်းစာထဲမှာပြောတာဘုရားသာလည်းအကောင်းဆုံးယေရှုရဖို့တကယ်လိုအပ်တယ်ဆိုတာကျွန်တော်ခွန်အားပေးပြစေစမ်းကြည့်ကြပါ အာမင်အာမင်ဆိုညီလေးကဖះနဲ့နေတတ်သွားပြီပေါ့ဖះအမင်းသားအမြဲတမ်းကိုယ်နာမှာရှိတယ်ဆိုတာသိသွားပြီနေတတ်သွားပြီ နေတတ်သွားပြီဆရာ အာမင်ဖះရှင်ကောင်းကြီးပေးပါစေညီလေး အာမင် အာမင်